အားလုံးပဲမင်္ဂလာပါအခုဒီပုံလေး၄ပုံရှိတယ်တဲ့ဟာချိုင်းတဲ့ရပုံကိုရွေးလို့ရတယ်เนาะအဲ့ဒီပုံလေး၄ပုံတွေကရွေးလိုက်တဲ့ပုံမူတည်ပြီးခင်ဗျပြန်ပြီးတော့ကြည့်ပေးပါမယ်เนาะအဲ့တော့နံပါတ်1ကိုရွေးထားတဲ့သူတွေအတွက်အရင်ဆုံးဟောပေးပါမယ်အဲ့တော့နံပါတ်1ကိုရွေးထားတဲ့သူတွေအနေနဲ့ကဒီရက်ပိုင်းထဲမှာလက်ဆောင်ရတာမျိုးတွေဒီပြဿနာအကြီးတွေကနေပြီးတော့နောက်ဆုံးအဖြေရှာတွေ့ပြီးတော့ပျော်ရွှင်မှု happy ending ရတာမျိုးလေးတွေဖြစ်ဖို့ရှိမယ်နောက်တစ်ခုကျတော့ကိုပြန်ပြီးသုံးသပ်ဖို့လိုတယ် self judgment ပေါ့နော်ကိုပြန်ပြီးတော့လေ့လာဖို့လိုတယ်ကိုပြန်ပြီးသုံးသပ်ဖို့လိုတယ်ဘယ်လိုနေရာတွေမှာများပြန်ပြီးသုံးသပ်ဖို့လိုမယ်ကြည့်ပြီးမယ်နော်ကိုယ့်ရဲ့သားသမီးရေးရာသို့မဟုတ်ကိုယ့်ရဲ့တူမရေးရာကိုယ့်ရဲ့မီးတွေကိုယ့်ရဲ့တူတွေတူမတွေကိုယ့်ရဲ့သားသမီးတွေကိုယ့်ရဲ့ညီကိုမောင်နှမကိုယ့်ထက်ငယ်တဲ့သူပေါ့နော်ကိုယ့်ထက်ငယ်တဲ့သူဆိုတဲ့နေရာမှာအလောက်ကင်မှာဆိုလဲကိုယ့်ရဲ့လက်အောက်ငယ်သားကိုယ့်ရဲ့ junior လေးတွေဒါမှမဟုတ်ကိုယ့်ပညာရေးမှာဆိုလဲကိုယ့်ထက်ငယ်တဲ့အတန်းငယ်တဲ့ကလေးတွေကိုယ့်ထက်နှိမ့်တဲ့သူတွေပေါ့နော်ကိုယ့်ထက်နှိမ့်တဲ့သူတွေကိုကိုယ့်ရဲ့ဆက်ဆံမှုကဘယ်လိုပုံစံဖြစ်နေလဲဆိုတာကိုကိုပြန်ပြီးတော့သုံးသပ်ဖို့လိုတယ်ဆိုလိုတာကကိုကတော့သူတို့ကောင်းစီခြင်းလို့ဆိုပေမဲ့ကိုယ့်ရဲ့အပေါက်ဆိုးတဲ့ကိစ္စတွေရှိမလားဒဲတို့အပေါက်ပြောတတ်တဲ့ကိစ္စတွေရှိမလားကိုပြောလိုက်လို့တစ်ဖက်လူကနာကျင်သွားတာတွေရှိမလားဒါမျိုးလေးတွေကိုနည်းနည်းပြန်စဉ်းစားပြီးတော့ကိုကစေနာနဲ့ပြောရဲဆိုရင် technique လေးပြောင်းဖို့လိုအပ်တယ်နော်နောက်ညပြုံးပြီးတီတနတ်ရင်မနေနဲ့နော်အမြဲတမ်းညပြုံးပေးဖို့လိုအပ်တယ်ညပြုံးပေးခြင်းချစ်ချင်းမြတ်တာဖော်ပြခြင်းကတစ်ဖက်လူကို healing ဖြစ်စေတယ်လို့ကိုယ့်အတွက်လည်းစိတ်ချမ်းသာသေးတယ်ဆိုတော့မမေ့နဲ့နော်နောက်ပြီးတော့တခါတလေမှလေအရန်ပြဿနာဖြစ်လာပြီဆိုရှင်ကိုလည်းကို space နဲ့ကိုသူလည်းသူ space နဲ့သူခင်ဗျအမြဲတမ်းပြောပါတယ်လူတိုင်းကကို privacy နဲ့ကိုအမြဲတမ်းရှိတင်တယ်ကို privacy လေးနဲ့ကိုခဏထားလိုက်အောင်နော်တခါလေးမှာပေးလိုက်တာကဘာမှပြန်မရရင်တော့ပေးလိုက်ပြန်ရလိုစိတ်နဲ့ love never claim เนาะပြန်ရလိုစိတ်ကြီးနဲ့အရာရာအောင်မဆုံးဖြတ်နဲ့เนาะပေးစရာရှိရပေးလိုက်ကိုမရလဲဘာမှမဖြစ်ဘူးတစ်ချိန်တည်းရချင်လဲရမယ်မရချင်လဲမရဘူးသူအဆင်မပြေလို့ပဲဆိုတဲ့ဟာမျိုးနဲ့ဖြည့်တွေးပြီးတော့သူ့ space လေးတီးတန်လေးပေးလိုက်ပေါ့နော်နောက်ပြီးတော့လေတကယ်လို့ကိုကတခုခုလောက်ကြတော့မယ်ဆိုရင်ကိုကအမြဲတမ်းဘာလုပ်ချင်လဲကိုယ့်ရဲ့နှလုံးသားကိုဆွဲချသွားမယ့်အရာမျိုးကိုမလုပ်နဲ့ကိုယ့်ရဲ့အုံနောက်ထဲမှာရှိတဲ့အရာနဲ့ကိုယ့်ရဲ့နှလုံးသားထဲမှာရှိတဲ့အရာကိုရွေးချယ်ပြီးတော့ပဲလုပ်ဖို့လိုအပ်တယ်နော်အဲ့ဒါကိုနံပါတ်1သမားတွေအတွက်ကိုပြောပေးနေပါတယ်အဲ့တော့နံပါတ်2သမားတွေအတွက်ကြည့်ပေးမယ်နော်အဲ့တော့နံပါတ်2သမားတွေကလည်းဒီလိုပါပဲ receiving gift happy ending ဆိုတော့တိတ်မကြခင်အချိန်ထဲမှာလက်ဆောင်ပဏာရတာမျိုးတွေပျော်ရွှင်မှုနဲ့အဆုံးသတ်တဲ့ရလဒ်တွေရတာမျိုးလေးတွေရဖို့ရှိမယ်နောက်တစ်ခုကကျတော့နံပါတ်2သမားတွေအနေနဲ့ကကိုကပဲဖြစ်ဖြစ်ကိုပဲဖြစ်ဖြစ်အပြန်လည် support လုပ်ပြီးတော့ကိုကို inspire ယူနေတဲ့သူကိုလေးစားအတူယူနေတဲ့သူရှိနေတယ်ကိုကလေးစားအတူယူနေရတဲ့သူတွေလည်းရှိနေတယ်ပေါ့နော်ဘယ်လိုလူတွေကကိုကိုလေးစားအတူယူနေလဲဘယ်လိုလူတွေကိုကလေးစားအတူယူနေလဲဆိုတော့ကြည့်ပေးပါမယ်ကိုယ့်ရဲ့ဆရာကိုယ့်ရဲ့အထက်လူကြီးကိုယ့်ရဲ့မိဘကိုယ့်ရဲ့အဖိုးဖွားကိုယ့်ရဲ့ဒီဆွေမျိုးထဲမှာဆိုလို့ရှိရင်လည်းတချို့ရှိရလေဒီမိသားစုဆွေမျိုးတစ်ခုလုံးကိုအုပ်ဆိုးနိုင်တယ်အုပ်ချုပ်ပေးနိုင်တဲ့ဦးကြီးတွေအတော်တွေပေါ့နော်သူတို့ကကိုယ့်ကိုစံနမူနာထားလို့ရလားဆိုတာမျိုးလဲစောင့်ကြည့်နေသလိုကိုယ်တိုင်ကလည်းသူတို့ကိုစံနမူနာထားပြီးတော့သူတို့ရဲ့အကူအညီတွေသူတို့ရဲ့အထောက်ပံ့တွေကိုယူသင့်တယ်နော်တခါလေမှာနှလုံးသားကနေပြောလိုက်တဲ့အရာလေးမှန်ချင်းမှားချင်းမရှိဘူးဘဝနဲ့အချစ်နဲ့ပတ်သက်လာလို့ရှင်အမြဲတမ်းရွေးချယ်ရတာတွေကြီးပဲဖြစ်တဲ့ခါကျတော့ရွေးချယ်တဲ့နေရာမှာကိုယ့်ရဲ့နားလည်မှုကိုတေချာအောင်လုပ်ဖို့လိုတယ်ဒီကိစ္စတစ်ခုကိုရွေးချယ်လိုက်တော့မယ်ဆိုရင်ဒီကိစ္စကိုနားလည်လားဒီကိစ္စရဲ့အဆုံးသတ်ကရောဘယ်လိုဖြစ်မှာလဲတေချာနားလည်မှရွေးချယ်တဲ့နဲ့ရွေးချယ်မှုတွေလုပ်နေရတာပဲဆိုတော့နှလုံးသားကရွေးချယ်ခိုင်းလိုက်တော့ရေးချွဲလိုက်တယ်ဆိုတာမျိုးမလုပ်ဘဲနဲ့ဒီရွေးချယ်မှုရဲ့ကောင်းခြင်းဆိုးခြင်းကဘာလဲဆိုတာကိုတေချာနားလည်အောင်လုပ်ပြီးတော့ရွေးချယ်တင်တယ်နော်နောက်ကိုယ့်ရဲ့ဒီ spiritual လမ်းစဉ်မှာရှိနေတဲ့ကိုယ့်ရဲ့ဒီ
မမြင်ရတဲ့ spirit souls တွေရှိတယ်အဲ့ဒီ spiritual souls တွေကကိုရီနဲ့လူချင်းသာဝေးကွာနေလိမ့်မယ်ဒါပေမဲ့ကိုယ်နဲ့စိတ်ချင်းဆက်ပြီးတော့ကိုယ့်ရဲ့ဒီအတိတ်ဘဝကတော်ဆက်ခဲ့တဲ့ကိုယ့်ရဲ့ partner ပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုပါပဲဖြစ်ကိုယ်နဲ့အမြဲတမ်းစောင့်ရှောက်ပေးနေတယ်ဘယ်တော့မှကိုယ့်ရဲ့ရင်ထဲမှာဗလာကြီးဖြစ်နေတာမျိုးတခုခုပျောက်ဆုံးနေတာမျိုးမခံစားနဲ့ဆိုတာမျိုး spirit တွေကပြောပြီးတယ်နောက်တစ်ခါလေးမှာကိုဘာဖြစ်လို့ဖြစ်ချင်မှန်းမသိလို့ရှင်ကိုပြန်ကြည့်တရားထိုင်တာမျိုးပဲဖြစ်ဖြစ်ကိုပြန်ကြည့်ပြီးတော့ငါဘာဖြစ်ချင်နေရလဲငါဘာလောက်ကမှာလဲဆိုတာမျိုးကိုအဖြေရှာသင့်တယ်ဆိုတာမျိုးပြောတယ်နော်အဲ့တော့နံပါတ်3ကိုရွေးထားတဲ့သူတွေအတွက်ကိုကြည့်ပေးပါမယ်နံပါတ်3ကိုရွေးထားတဲ့သူတွေအတွက်ကလည်း wonderful တဲ့တိတ်မကြခင်အချိန်အတွင်းမှာ8 ရက်8လ8ပတ်ပေါ့နော်အဲ့ဒီအချိန်အတွင်းမှာကောင်းတဲ့ result တွေအဆင်ပြေမဲ့ result လေးတွေရလာဖို့ရှိမယ်။နောက်ကိုယ့်ရဲ့ကောင်းမွန်တဲ့ intention ကိုကကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့လုပ်လိုက်လို့ရှိရင်ကိုယ့်အတွက်ခွန်အားတွေဖြစ်စေမယ်အဲ့တော့စိတ်မလျှော့နဲ့ဇွဲမလျှော့နဲ့အရာရာအဆင်ပြေသွားလိမ့်မယ်နော်။ဘယ်လိုကိစ္စတွေမှာအဆင်ပြေသွားမလဲကြည့်ပေးမယ်။အဲ့တော့ပေါင်းချင်းလဲ14ဆို5ပေါ့နော်14ရက်14ဘတ်လောက်နေရင်ဖြစ်ဖြစ်9ရက်5လ5ဘတ်လောက်နေရင်ပဲဖြစ်ဖြစ်ကိုယ့်စီကိုစာတစ်စောင်ရောက်လာဖို့ရှိမယ်အဲ့စာကဒီကိုယ့်အတွက်ကြည်နူးစရာမျိုးမှာအလုံးနဲ့ပတ်သက်တဲ့ interview ပဲဖြစ်ဖြစ်နိုင်ငံခြားခြားသွားဖို့အတွက်ကိုလုပ်နေတာပဲဖြစ်ဖြစ်သို့မဟုတ်နိုင်ငံရခြားကနေပြီးကိုမျှော်နေတဲ့သတင်းစကားတွေပေါ့နော်ချစ်ချင်းမြတ်တာနဲ့ပတ်သက်တာပဲဖြစ်ဖြစ်စီးပွားရေးလူမှုရေးနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ကိုယ့်စီကိုစာရောက်လာဖို့ရှိမယ်အဲ့ဒါကကိုယ်တိုင်နိုင်ငံခြားသွားရတာလည်းဖြစ်နိုင်သလိုနိုင်ငံခြားမှာရှိနေတဲ့ကိုယ့်ရဲ့အဆက်အသွယ်တွေကကိုယ့်ကိုအဆက်အသွယ်လုပ်ပြီးတော့စိတ်ချမ်းသာစရာစကားတွေလှမ်းပြောတာမျိုးဒါမှမဟုတ်နိုင်ငံရဲ့ခြားကိုလာလို့ရပြီဆိုပြီးတော့လှမ်းခေါ်တဲ့စာမျိုးကိုယ့်ကိုအလဲလာဖို့လှမ်းခေါ်တဲ့စာမျိုးဒီလိုမျိုးလေးတွေရှိမယ်နော်ပါဝါတဲ့နောက်ကို့မှာကလေမတိစိတ်ထဲမှာလည်းကို့မှာပါဝါရှိပြီးသားဘယ်ဟာကကို့အတွက်အမှန်ကန်ဆုံးဖြစ်မလဲကိုမကြရင် no လို့ပြောပြီးတော့ထွက်သွားလို့ရတဲ့ပါဝါရှိရဆိုတော့ကိုမမေးနဲ့ရင်ကုန်နှုတ်ပိတ်ပြီးတော့အခုတလောနေနေတာလေးတွေကိုရက်တန်းကရက်ပြီးတော့ကို့မှာပါဝါရှိတယ်ကိုမကြရင် no လို့ပြောလို့ရတယ်ဆိုတာမျိုးကိုသတိပေးဖို့လိုအပ်တယ်နောက်တစ်ခါကျတော့ဒီခွင့်လွတ်တတ်ခြင်းပေါ့နော်အတိတ်ကိုအတိတ်မှာတားခဲ့လိုက်ဘဝဆိုတာကအသက်60လားအသက်80လားတူတူလေးပဲနေရတာအဲ့တော့အတိတ်ကိုအတိတ်မှာထားခဲ့ပြီးတော့ခွင့်လွတ်နိုင်တဲ့အရာဆိုရင်ခွင့်လွတ်ပေးလိုက်ခွင့်လွတ်လိုက်လို့ကိုယ့်အတွက်ကောင်းကျိုးရှိမယ်ဆိုရင်ခွင့်လွတ်ပေးပြီးတော့တကယ်ဒီလက်တွေ့ဘဝမှာဒီအမုန်းတရားတွေနဲ့နေရထက်ကောင်းတဲ့ဟာတွေဘာရှိမလဲကိုတွေးပြီးတော့ရှေ့ဆက်လျှောက်ဖို့ကိုသူကပြောနေတယ်နောက်ပြီးတော့ဒီနှလုံးသားကြီးရနဲ့ပတ်သက်လာလို့ရှိရင်အဓိကနှလုံးသားကြီးရနဲ့ပတ်သက်ပြီးတော့လည်းဒီခွင့်လွှတ်ခြင်းကပါလာတာပေါ့နော်အဲ့တော့နှလုံးသားကြီးရနဲ့ပတ်သက်ပြီးတော့ဘယ်ဟာကမှန်တယ်ဘယ်ဟာကမှားတယ်ဆိုတာမရှိဘူးကိုရွေးချယ်တဲ့လမ်းကိုပဲကိုကလိုက်ကမှာအဲ့တော့ကိုကခွင့်လွှတ်မယ်လို့ရွေးချယ်လိုက်ပြီဆိုလို့ရှိရင်လည်းခွင့်လွှတ်ခြင်းကိုရွေးချယ်လိုက်တဲ့အတွက်ကိုယ့်အတွက်ဘာကောင်းကျိုးရှိမလဲကိုယ့်အတွက်ဘာဆိုးကျိုးရှိမလဲခွင့်မလွှတ်ဘူးဆိုရင်လည်းကိုယ့်အတွက်ဘာတွေနစ်နာမလဲကိုပြန်စဉ်းစားပြီးတော့ရွေးချယ်တင်တယ်လို့ပြောနေနော်ကဲအဲ့တော့နောက်ဆုံးနံပါတ်4ကိုရွေးထားတဲ့သူတွေအတွက်ကိုကြည့်ပေးမယ်နော်နံပါတ်4က3ကတ်ရတယ်ဆိုတော့ကြည့်လိုက်မယ်နံပါတ်4မှာလည်းဒီကတ်လေးပြန်ထွက်တယ်နော် intention strand နဲ့ဆိုတော့ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကခွန်အားတွေရှိနေဖို့လိုအပ်တယ်နောက်ပြီးတော့အဟောင်းကနေပြီးတော့အစ်စ်ပြောင်းလဲတာမျိုးစိတ်တစ်လူတစ်ဖြစ်တာမျိုးကိုပြောင်းလဲပြဖို့လိုအပ်တယ်ကိုလိုချင်တဲ့ဘဝကိုလိုချင်တဲ့ဘဝပန်းတိုင်ကိုရောက်ဖို့အတွက်ဆိုလို့ရှင်ကိုရဲ့စိတ်တစ်လူတစ်ဖြစ်တဲ့ခန္ဓာကိုအပြောင်းလဲစိတ်အပြောင်းလဲခန္ဓာကိုအပြောင်းလဲပြီးပြောင်းလဲပြဖို့လိုအပ်တယ်နော်ဘာတွေနဲ့ပတ်သက်ပြီးတော့လဲဆိုတဲ့အခါကျတော့နောက်ကိုယ့်ရဲ့အတွေးတွေပေါ့ကိုယ့်ရဲ့တစ်ဖက်လူလက်ရှိချစ်သူပဲဖြစ်ဖြစ်လက်ရှိအိမ်အောင်ရေးပဲဖြစ်ဖြစ်ဒါမှမဟုတ်လက်ရှိအလုပ်ကိုလက်ရှိ current situation ပေါ့နော် current situation ကိုတွေးနေတဲ့အတွေးတွေနဲ့ပတ်သက်ပြီးတော့ပြောင်းလဲဖြစ်ဖို့လိုတယ်ဥပမာကိုကအိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့တွေးနေရဆိုလဲဒီပြဿနာကြီးကိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အတွေးတွေကိုတွေးတဲ့အခါမှာကိုယ့်ရဲ့အကျင့်တွေကိုယ့်ရဲ့အမူအရာတွေကိုယ့်ရဲ့အတွေးခေါ်မှုတွေပြောင်းလဲဖို့လိုတယ်ကိုယ့်ရဲ့အလုပ်ကိုင်နဲ့ပတ်သက်ပြီးတွေးနေရဆိုလဲကိုယ့်ရဲ့လုပ်ပုံကင်ပုံကိုယ့်ရဲ့ skills တွေကိုတိုးတက်အောင်လုပ်တာပဲဖြစ်ဖြစ်ပြောင်းလဲအောင်လုပ်တာပဲဖြစ်ဖြစ်ပြောင်းလဲအောင်လုပ်ပြီးတော့မှကိုအောင်မြင်ခြင်းတဲ့လမ်းကိုရောက်မှာဖြစ်တယ်နော်အခြေရေးပဲဖြစ်ဖြစ်မေတ္တာရေးပဲဖြစ်ဖြစ်စီးပွားရေးလူမှုရေးပဲဖြစ်ဖြစ်နော်အဲ့တော့ secret admirer အဲ့တော့
ဒီကတ်ကိုရွေးထားတဲ့သူတွေအနေနဲ့ကကိုယ်တိုင်းတော့၎င်းကိုယ့်ရဲ့ partner မှာတော့၎င်းတတိယလူရှိနေတာမျိုးလေးတွေရှိတယ်တတိယလူကြီးတိတိကျကျရှိနေတာတော့မဟုတ်ဘူးအဲ့ဒီတတိယလူကဆိုကြပါစို့ကိုဆိုလို့ရှိရင်လဲကိုအဲ့ဒီတယောက်ကလာပြီး crush နေတာကိုကတိတယ်ကျေနပ်နေတယ်ရှိတော့မတိုးဘူးဒါမဲ့ပီတိဖြစ်နေတယ်ငါ့ကိုကြိုက်နေပါလားငါ့ကို crush နေပါလားဆိုပြီးတော့ easily လောက်တာမျိုးအဲ့လိုပုံစံလေးတွေသွားနေတဲ့သို့မဟုတ်ကိုယ့်ရဲ့ partner ကိုယ်တိုင်ကလည်းသူ့ကိုလာကြိုက်နေတဲ့သူ့ကို crush နေတဲ့သူကိုသူသိတယ်အဲ့ဒီပုံမှာตายရနေတယ်ဒီ physically touch ဖြစ်နေရမျိုး physically ကျူးလွန်နေရမျိုးမဟုတ်ဘဲနဲ့ဒီစိတ်ပိုင်းဆိုင်ရာမှာตายရသွားတာမျိုးဘာလို့ตายရလဲဆိုတော့ကိုယ့်ရဲ့အိမ်တော်ကြီးကတခုခုပြောင်းလဲဖို့လိုရဆိုတာအဲ့ဒါကိုပြောတာအဲ့တော့တစ်ဖက်ကိုယ့်ရဲ့ partner မှာတတိယလူရှိနေရဆိုတာလေအဲ့ဒီတတိယလူကြောင့်မဟုတ်ဘူးကိုကြောင့်ဖြစ်နေတာအဲ့တော့ကိုယ်တိုင်ကပြောင်းလဲဖို့လိုတယ်ကိုယ့်ရဲ့လူကိုယ့်စီကိုပြန်ရောက်လာအောင်ကိုယ်တိုင်ကပြုပြင်ပြောင်းလဲဖို့လိုတယ်ကိုယ့်ရဲ့လူကတခြားလူကိုစိတ်ယိုင်သွားတာကိုအပြစ်မြင်စရာမလိုဘူးဘာဖြစ်လဲဆိုတော့ကိုယ်တိုင်ကအသုံးမကျလို့ကိုယ်တိုင်ကပြောင်းလဲမှုတွေလိုအပ်နေလို့ဖြစ်တယ်ဆိုတော့သတိရဖို့လိုတယ်နော်နောက်တစ်ခုကကြောက်လေခင်ဗျားတို့ကလေတည်သွားလို့ရှိရင်ဘာမှတည်သွားလို့မရအောင်เนาะဒါပေမဲ့ခင်ဗျားတို့လိုမျိုး spiritual လမ်းစဉ်ကိုလိုက်နေတဲ့သူတွေစီမှာလဲကြံခဲ့တာဘာလဲဆိုတော့ရုပ်ဝတ္ထုတွေခင်ဗျားတို့အရင်ဘဝတော့ကြွယ်ဝချမ်းသာမှုတွေခင်ဗျားတို့အရင်ဘဝတော့ဆင်းရဲမှုတွေဘာမှခင်ဗျားတို့တည်လို့မရဘူးဒါပေမဲ့ခင်ဗျားတို့ဘာတွေတည်လာလဲဆိုတော့ memory ကိုတည်လာတယ်ခင်ဗျားတို့အတိတ်ဘဝတော့ဘယ်သူနဲ့တော့ဘလို့ချစ်ခဲ့တယ်ဘယ်သူနဲ့တော့ဘလို့တော်ဆက်ခဲ့တယ်ဘယ်သူနဲ့တော့ဘလို့ရန်ကြွေးရှိခဲ့တယ်အဲ့လို memory ကိုခင်ဗျားတို့တည်လာတယ်ဒါကခင်ဗျားတို့ spiritual လမ်းစဉ်ကိုလိုက်နေတဲ့သူတွေဖြစ်တဲ့အတွက်ကိုယ့်ရဲ့အတိတ်ဘဝတစ်ခုနှစ်ခုသုံးခုလောက်ကိုခင်ဗျားတို့ကမြင်တဲ့အတွက်ကြောင့်မလို့ငါတော့သူနဲ့အမေတော်ခဲ့တယ်ငါတော့သူနဲ့ရီးစားတော်ခဲ့တယ်ဆိုတော့ခင်ဗျားတို့ကသိတာတာမန်လူတွေအနေနဲ့ကြတော့အတိတ်ဘဝတွေများစွာရှိမှန်းကိုတော့သိတယ်ဒါပေမဲ့ဘယ်သူနဲ့အမေတော်ခဲ့လဲဘယ်သူနဲ့ရီးစားတော်ခဲ့လဲမသိဘူးသို့တော့ကိုယ့်ရဲ့အိမ်မက်ထဲမှာတော့၎င်းကိုယ့်ရဲ့ပြင်ပလောကမှာတော့၎င်းဒီ memory တွေကပြန်ပြီးပေါ်တယ်လीเนาะအဲ့တော့ဆိုလိုချင်တာကအခုဘဝမှာတည်သွားလို့ရှိရင်လည်းဒီ memory ကနောက်ဘဝကိုတည်သွားမှာပဲအဲ့တော့ဘယ်လို memory ကိုကိုကတည်သွားမှာလဲကိုယ့်ရဲ့ memory မှာချစ်ချင်းမြတ်တာတွေပဲရှိသင့်တယ်လीเนาะရန်ကြွေးတွေမရှိသင့်ဘူးအကုသိုလ်တွေမရှိသင့်ဘူးခင်ဗျားတို့ဆိုလို့ရှိရင်လည်းဒါ spiritual လမ်းစဉ်ကိုလိုက်တဲ့လူတိုင်းကကောင်းနေတာတော့လည်းမဟုတ်ပါဘူးတချို့တွေကလည်းဝေကျွေးတွေခြေဖို့ဝေကျွေးတွေပြေဖို့ဒီလမ်းစဉ်ကိုလိုက်နေရတဲ့သူတွေရှိရတချို့ကြတော့လည်းကျိန်စာဇိုးတွေကိုယ်တိုင်ကမသိဘဲနဲ့ကျိန်စာတွေပြောမိလို့သို့မဟုတ်သူများပေးတဲ့ကျိန်စာတွေတင့်နေလို့ဒီကျိန်စာတွေခြေဖို့အတွက်ဒီလမ်းစဉ်ကိုလိုက်နေတဲ့သူတွေလည်းရှိတယ်တချို့ကြတော့လည်းဒီအာကုသိုလ်တွေအရန်ကြီးလို့အာကုသိုလ်တွေကိုဖြေဖြောက်ဖို့ကုသိုလ်များများလုပ်ဖို့ဒီလမ်းစဉ်ကိုလိုက်နေတဲ့သူတွေလည်းရှိတယ်အဲ့တော့ခင်ဗျပြောချင်တာကအာကုသိုလ်တွေနောက်မကောင်းတဲ့အတိတ်တွေမကောင်းတဲ့ဝိကျွေးတွေဒီကျိန်စာဇိုးတွေကိုမယူဘဲနဲ့ဒီဘဝမှာကိုကသိနေပြီဆိုရင်ဒီဘဝမှာကောင်းတာလေးပဲယူသင့်တယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ partner နဲ့တော့၎င်းကိုယ့်ရဲ့ဒီပတ်ဝန်းကျင်နဲ့တော့၎င်းကိုယ့်ရဲ့အလုံးနဲ့တော့၎င်းကောင်းတဲ့အရာလေးတွေကိုပဲတည်သွားသင့်တယ်နော်မကောင်းတဲ့အရာတွေကိုမတည်နဲ့အဲ့တော့တစ်ဖက်လူဖောက်ပြန်တာပဲဖြစ်ဖြစ်ကိုကဖောက်ပြန်တာပဲဖြစ်ဒါကိုအပြစ်မမြင်မဲနဲ့ဘယ်လိုပြောင်းလဲမှုတွေလုပ်မလဲဆိုတာမျိုးစဉ်းစားသင့်တယ်နော်နောက်ပြီးတော့ဒီမှာနောင်နာရခြင်းအပြစ်မြင်ခြင်းကနေပြီးတော့ decision တွေမချနဲ့လုပ်တော့မယ်ဆိုရင်ကိုတိုင်ကလည်းအမှန်တရားကိုဖော်ထုတ်ကိုတိုင်ကလည်းအမှန်တရားအတိုင်းနေပြီးတော့တစ်ဖက်လူကိုလည်းကိုယ့်ရဲ့စိတ်ရင်းအမှန်ကိုပြကိုဒေါသထွက်နေဒေါသထွက်နေတဲ့အတိုင်းပြကိုဒေါသထွက်တော့လဲသူ့ကိုလိုချင်သေးရဆိုရင်သူ့ကိုလိုချင်သေးတဲ့အကြောင်းကိုအမှန်တရားကိုပြအမှန်တရားကိုပြပြီးတော့မှပဲတစ်ဖက်လူနဲ့ပေါင်းသင်းဆက်ဆံရေးကိုရည်သွားဖို့လိုအပ်တယ်နော်နောင်လာရစိတ်တွေအပြစ်တင်စိတ်တွေတစ်ဖက်လူနောင်လာရမလားတစ်ဖက်လူအပြစ်ကိုမြင်သွားမလားဆိုတဲ့စိတ်ကြီးနဲ့လည်းတစ်ဖက်လူကိုတွားပြီးတော့နှိပ်စက်တာမျိုးတွေမလုပ်နဲ့နော်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေစိတ်နဲ့ဆန္ဒတသားရဲကြပါစေနော်